တကယ်ကြီးရလဲဟဲ့ဘယ်ဒီမလားဖုတ်ဆက်ထားမှာဟဲ့ဒုက္ခအရှင်တော့တကယ်ချင်းငါလဲဟဲ့တန်နာလေးတကယ်ချင်းဆန်နီတကယ်ချင်းရဲ့ဘယ်လိုလဲတန်နာလေးအရှင်ကခဏဆောင်ရအောင်တော့တကယ်ချင်းအေးတကယ်ချင်းရလဲဟဲ့မကြည့်နေတာတကယ်ချင်းလာပါဟဲ့နေရာလဲဖုံးဆက်ပါမဆက်နဲ့ရောက်လာပြီလားနေရာလဲဟဲ့ဘာမှတော့မချက်ထားငါတို့မှတိလားနေရောက်လာမယ်ဆိုမတိလို့ငါတို့ဘာမှတော့မချက်ထားတကယ်ကြီးအာမငါသမီးရှိရဲ့လိမ္မာလာပေါ့ကသမီးမျိုးကတော့ဒါလည်းတကယ်တည်းထိုင်မအောင်ဟဲ့အနိကောင်းပါရဲ့ငါတော့အမြဲလှဟုတ်တယ်ငါတကယ်ချင်းလည်းကြီးရပါဟဲ့အយ៉ាងနဲ့ငါနဲ့တကယ်ချင်းနေစုပြတော့မယ်လို့ဆိုနေထားအဲ့လေရနေပြောက်သွားတော့တာပဲအဒီနေ့မှတွေ့ကျေးဇူးပါဟိုလေဟိုမသမီးခေါ်ပြမယ်နော်သမီးအကြီးမရဲ့သမီးအငယ်လားရဲ့လာပါအဲ့ဆိုအကြီးမလာခဲ့ခဏအေးလာရလားဟုတ်အမေအငယ်မရေချိုးရရှင်ဟုတ်ကဲ့အဲ့ဆိုအေးလေးတော့ယူပြလိုက်မယ်လားအမေကလည်းဘာလဲမသိဘူးဘယ်အဲ့တယ်အမေတကယ်လည်းမသိဘူးလားဒါမှရေချိုးပြီးအိတ်ချလို့ပါတော့ဖုံးလိုက်ကြည့်အောင်မလို့ဘာမှမသိဘူးသွားမယ်ဟဲ့သမီးဟာဘယ်လိုပြောရလဲတကယ်ချစ်တော့မှမဟဲ့ငါသမီးအငယ်မအဲ့လိုပဲခါမှရန်ဖြစ်ပြီးတော့အိမ်ဘွားတော့ဆင်းတော့မှအကြီးမကြပြီလားငါသမီးရတော့ဟဲ့လွယ်ပါရပါတယ်ဟာကြည့်ဘူးဟဲ့အတော့ဆုံးမလိုက်မယ်နော်အငယ်မသမီးအကြီးမရဲ့ပြည့်လာချလိုက်တော့ဒါလည်းတွေ့မယ်မတော်ပါနဲ့အငယ်ချင်းကလည်းအမေကသွားမရမှာပေါ့အဲ့လိုမစိုးတဲ့လူကဆုံးမမှာပေါ့ဟဲ့ဒီမှာအကြီးမလာလိုက်မယ်ကြီးမလည်းစကားလေးပါလေးပြောလိုက်ငါသွားလိုက်အောင်မသိလားမတွေ့နဲ့အငယ်မနဲ့သွားရမယ်ဆိုဟဲ့ဟိုကလေးရလည်းဒီခေတ်ဘုခေတ်ကလေးရတော့မလိမ္မာကြတာလေကြည့်တယ်ဟဲ့ငါတို့ငယ်တော့ဆိုသူနဲ့ချာစီငါတို့ငယ်တော့ဆိုထုံးတော့ပေါ်သေးဘူးအဲ့ဒီအေးလေးဖြောထားနေရနောက်စားနောက်ရှင်းတမီးအခုတော့တက်ကတော်တက်နေပါပြီအမေအငယ်မအခု grade 12ပါဟုတ်ကဲ့တက်လက်တက်ပါဟုတ်တယ်ဒီနေ့သူဆောင်မွေးထီလာပြီးအောင်စိတ်ညစ်နေတာလေဆောင်မွေးကြလို့အစားတော့သူလိမ္မာတယ်လို့ပြောထားတာအခုတော့တခြားစီတတိယတက်ကတော့အသက်20နှစ်အငယ်မက19နှစ်ဟုတ်ကဲ့အဒီဆိုအငယ်မပြောရတာလေးကိုတတိတောင်းမှမှာနော်ဟုတ်ကဲ့အဲ့ဆိုတမီးလေးကလေလက်ထိတ်မှာအနီတို့စားဖို့အတွက်ဈေးသွားဝယ်လာအောင်လေဟုတ်ကဲ့တော့လိုက်မယ်နော်အနီချင်းရလက်ကလည်းအေးလေးကောင်းပါပဲဟဲ့တနာဝါဦးဒါစေငါကျန်တော့မယ်နော်တကယ်ချင်းအေး
view ဆိုင်တော့နော်အေးပါတကယ်ချင်းရဲ့ view ဆိုင်သွားပါမယ်အဲ့တော့ပြန်ပြီနော်အေးတမတူတာပြန်လိုက်ရမလားဝါနဲ့တမီကြီးမကိုလည်းပြောလိုက်အောင်အခုအရင်ကြီးကိစ္စပေါ်လာလို့အဲ့ဒါလေဝါနဲ့တမီကြီးမကိုပြန်လာရင်ဟင်းနေမချက်နဲ့တော့လို့ငါပြန်ပြီးလို့ပြောလိုက်အောင်နော်အေးလိုက်မယ်ဒီနေ့လည်းဟဲ့ငါတကယ်ကြီးရတယ်ငါပါရဲ့သူ့သမီးအကြီးမလားလိမ္မာပါရဲ့သူ့သမီးအငယ်မအာပြဲလေဟဲ့တော်ဆိုးတာပဲအခုခက်ကလေးတွေကတော့မလွယ်ပါဘူးပဲငါသမီးကိုလည်းဖုံးဆက်အောင်မယ်သူလည်းတနေ့အပြင်မဲ့သွားနေစိတ်ပြက်လိုက်တာဖုံးဆက်သမီးဘယ်သွားနေရလဲအေးနေလည်းအပြင်မဲသွားတယ်တိလားကိုလည်းအမေတငယ်ချင်းအဲ့ပြတာသမီး2ယောက်ရှိရကွာ1ယောက်ကမလိမ္မာ1ယောက်ကအလိမ္မာတယ်ဒီလည်းအငယ်မလို့ဖြစ်ချင်နေရတာမလိမ္မာရဲ့သမီးဖြစ်ချင်နေရတာပြောအေးဦးဖြစ်ချင်တယ်လားကဲတငယ်ချင်းနဲ့လည်းရောက်ရှင်ချင်းဟုတ်လားအေးဟွာနဲ့လားရဒီရိုးဝဒီရိုးတဲ့လားဒီတကယ်ချင်းဝဒီရတော့ဟဲ့မပြောတော့ပါဘူးနဲ့ဆိုးလိုက်တာဆိုတာကိုဝဒီမရှိဘူးလားသူ့အမေလည်းပေးမှုတော့ပါဘူးဆိုးလို့မောမပြောင်းနေတော့တပိတိလားအေးဒါပဲနားဆိုတပိငါသမီးကိုနိုင်ငံခြားပို့ဟုတ်တယ်ငါသမီးကိုဂျပန်ပြည်ကိုပို့ဟုတ်တယ်ငါသမီးကိုဂျပန်ပြည်ပို့ဂျပန်မှာဆိုရင်ဂျပန်မှာကျောင်းတက်ပြီးတော့အလုပ်လုပ်ရတယ်ငါသမီးတို့ငါပတ်စံရှာတယ်ဟုတ်တယ်ငါသမီးအတွက်ပဲငါရှာတဲ့ပတ်စံလေးဟယ်လိုကျမမှာဘန်ထဲမှာရှိတဲ့ပတ်စံတွေအကုန်လုံးကိုပြန်ထုတ်ပေးပါနော်ကျမအခုလာခဲ့ပါမယ်ဟုတ်ကဲ့အခုလာခဲ့မယ်နော်ဒီပေါ်ဒီနားလည်းလိုင်းဆိုတော့စိတ်ရပါဘူးညတော့မှဖြစ်ညတော့အခုငါပတ်စံတွေထုတ်လာပြီဆိုတော့ငါတမ်းပြီးဂျပန်ပို့အနက်ချက်စပြီးတော့လောက်ရမယ်ဂျပန်ပို့ကိစ္စဟုတ်တယ်ဟုတ်ကဲ့ရှေ့ဟိုလေစိတ်ခါလာမသိဘူးကျမတို့လေလက်မှတ်လေးတစ်ခုလောက်ဖြတ်ပေးပါလားရှင်ဟုတ်ကဲ့တပတ်ခါရှင်ဂျပန်ကိုရှင်ဟုတ်ကဲ့ဘယ်နာရီလဲရှင်ဟုတ်ကဲ့ဟုတ်ကဲ့တယောက်ပါပဲလေလက်မှတ်ဟုတ်ကဲ့တစ်စောင်ပဲရှင်ဟုတ်ကဲ့ဒါပဲနော်လက်ပြကြရင်လားဟုတ်ကဲ့ဟုတ်ဒါပဲနော်သမီးပြန်လာခဲ့တော့နော်အိမ်ကပြောစရာရှိလို့ကြားလားပြန်လာခဲ့တော့သမီးလာပဲစောင့်ကွာခြားသောညီအမအပိုင်း3ကတော့ဒီလောက်ပါပဲ
ကြည့်ရှုပေးတဲ့လူတွေအားလုံးကိုကျေးဇူးတင်ပါတယ်